ငယ်ချင်းနေနဲ့ပိတ်ရက်မှာတနေရာရာသွားပြီးတခုခုလှုပ်ရှားမယ်လို့စဉ်းစားနေတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်เนาะအခုပိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါเนาะပိုးတို့တွေ day trip မှာ outdoor cooking လေးလုပ်ထားတာလေးကိုဝင်မြပေးထားတာဖြစ်ပါတယ်ရည်စင်းနဲ့ပြင်မှာဆိုတော့ပစ္စည်းလည်းအများကြီးမလိုပဲလောက်ရလဲလွယ်ကူပြီးအားလုံးလည်းကြိုက်ကြတယ်ငါးမုံတီလေးလှုပ်ရှားဖြစ်ပါတယ်ငါးမုံတီမှာအဓိကလိုတာပေါ့အချင်းဆက်တာပေါ့နော်အဲ့တော့ဘိုးကအချင်းဆက်တာလေးကိုပြပြပေးထားပါတယ်အစင်ပြေမနေဘူးတော့ညံ့နေအောင်ထောင်းရမှာအချင်းဆက်ဖို့အရင်ဆုံးမြေပဲလော်ထားတာလေးတွေကိုညက်နေအောင်ထောင်းပါမယ်ဘိုးကတော့မြေပဲကိုမချိတ်ပဲနဲ့ထောင်းလိုက်တယ်ပေါ့နော်ဒါမှပို့ပြီးတော့ညက်ညက်လေးဖြစ်အောင်လုပ်ပါပြီးရင်တော့စက်သွန်ဖြူမြုပ်သီးစိမ်နံပင်ကိုကြိတ်ထားပေးပါမယ်ကြိတ်ထားရရပြီဆိုလို့ရှိရင်တော့အဲ့ဒီထဲကိုမြေပဲထောင်းထားတာထည့်ပါမယ်ပြီးရင်တော့အရသာမုန့်နည်းနည်းထည့်မယ်ပြီးရင်ပို့ထညက်ရည်ကြိုထားတာလေးလည်းထည့်ပါမယ်ပြီးရင်တံပရာသီးညှစ်ထည့်မယ်ပေါ့နော်အဲ့ဒါတွေအားလုံးထည့်ပြီးရင်တော့ရေကြက်အေးလေးထည့်အရသာပေါ်ငံမြည်ပြီးတော့လူတာထပ်ထည့်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့အချင်းရည်လေးကရပါပြီလူတာထပ်ထည့်စားလို့ရပါတယ်ခင်ဗျာနားခင်တဲ့အခါမှာအစာထည့်ဖို့အတွက်စက်သွန်ဖြူမြုပ်သီးစိမ်ရှမ်းနံဖက်ဖက်ရွက်နည်းနည်းနဲ့နံပင်ကိုကြိတ်ထားပြီးတော့အရသာလေးနေထားလိုက်မယ်ပေါ့နော်မငါ့ကိုအဲ့လိုမျိုးမုံတီနဲ့စားဖို့ငါးကိုတော့ဘိုးကတချို့ကိုกินမယ်တချို့တော့ကြုံမယ်ပေါ့နော်กินမဲ့ငါးတွေကိုအနံ့မွေးဖို့အတွက်တရုတ်မဆလာလေးနဲ့နယ်ပြီးတော့ခဏလေးနှက်ထားမယ်ပြီးလို့ရှိရင်တော့ခုနကနေထားတဲ့အစာတွေကိုငါးပိုက်ထဲမှာထည့်လိုက်ပါမယ်ဖိတ်တောင်စားလိုက်ငါတို့ခဲပက်လေးဝယ်ထည့်ရမှာနော်ငါกินလို့အစီအစဉ်ရှင်းကြော်မဲ့ငါးတွေကိုတော့စားစနွဲနဲ့ဂျင်းရည်လေးညှစ်ပြီးတော့ခဏလောက်နေပြီးနှက်ထားပေးပါမယ်။အဘိကင်မဲငါးกินတဲ့နေရာမှာမိကြီးအေးလေးနဲ့กินမယ်ပေါ့နော်မိအရန်များလို့ရှိရင်အထဲကအစာတွေမထက်ဘဲနဲ့အပြင်မှာတူးသွားတတ်တာကြောင့်မိအေးလေးနဲ့စိတ်ရှိရှိလေးกินပေးရပါမယ်အဲ့ဒါမှအကြက်ညီပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်ဒီရများရပါအခုဆိုရင်တော့အချင်းရေကောင်းလေးနဲ့စားလို့အရန်အရသာရှိတဲ့ငါးမုံတီလေးရပါပြီလို့ရလဲလွယ်ကူပြီးအရသာရှိတဲ့ငါးမုံတီလုံနည်းလေးကို trip တွေသွားတဲ့အခါအလွယ်တကူလှုပ်ရှားလို့ရအောင်ပိုးကဝေပြပေးလိုက်ပါတယ်เนาะအားလုံးပဲလိုက်လို့ကြည့်ပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်